ကန်ကြမှာမပေးလို့ဝေးပါစေတော့ဒီဝေကျွေးအေးပါတယ်ဘဝမတူထုံငွေရှားတယ်ကိုလိုလူဘဝသမားတယောက်ကအတူလျှောက်လန်းရမယ်ဘဝကီလန်းမှာစိတ်စီလန်းလည်းမခင်းပေးနိုင်ဘူးအာမန်တင်းလူအတနာခံရင်ပေမဲ့မြားလံကဲ့သို့ဆိုးလာမဲ့မင်းတို့ရဲ့ဘုံငွေပကာသနာဌာနအတိုင်းဝိုင်းကပြောလာမဲ့စကားသံတွေကိုအတင်လို့ခံနိုင်မှာမဟုတ်ဘူးဒါကြောင့်မင်းဘဝตายရဖို့အတွက်ဘဝအခြေတူတဲ့လမ်းလေးမှာရှောက်လန်းလိုက်ပါတနေ့နေ့တစ်ချိန်ချင်းဂုံဝေဒနာကြားမှာကိုလိုလူဘဝသမားတယောက်ကိုမေ့ပြောက်လို့မင်းတယောက်အရှင်ပြေသွားမှာတော်ရအဝေးကမျောကတွေးလို့အချစ်ရမင်းရဲ့ဘဝပြောစရာလေးဖြစ်ပါလိမ့်လို့ဆုတောင်းလိုက်ပါ